အရခတပ်တို့ထင်းချုပ်ရမြို့နယ်တွေမှာစပားစဲကွက်မရှိတာကြောင့်ရောင်းမထွက်ဖြစ်နေတဲ့စပားတွေကိုအခုဖေဖော်ဝါရီလကစတင်ပြီးတော့ ULA အာဏာပိုင်တွေကဝယ်ယူနေတယ်လို့ဒေသခံလယ်သမားတွေစီကသိရပါတယ်။အခုနှစ်စပားပေါ်ရှာတီမှာဒေသခံလယ်သမားတွေဟာစပားရိတ်သိမ်းပြီးချိန်ဖြစ်ပေမဲ့ဒေသတွင်စပားစဲကွက်မရှိတာကြောင့်ဝယ်လိုအားလည်းမရှိဖြစ်နေချိန် ULA ကစတင်ဝယ်ယူလာတာဖြစ်ပါတယ်။စပားဝယ်ယူရမှာဆန်ဝါဆန်နီဖုံတဲအပြင်းအမိုးမျိုးကွင်းနဲ့အစိုးရစားတာတွေပါဝင်မှုအလိုက်အဆင့်လေးဆင့်ခွဲခြားထားပြီးဇဲနှုန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။လက်ရှိမှာပိုဆံမွေးစပားတောင်း100ကိုအမြင့်ဆုံးငွေကျ8သိန်းကနေအနည်းဆုံးငွေကျ6သိန်းအထိအိန္ဒိယရှိစပားတောင်း100ကိုငွေကျ9သိန်း9000ကနေ4သိန်းကျပ်တီးတုံစပားတောင်း100ကိုငွေကျ6သိန်းကနေ4သိန်း2000ကျပ်ငစိန်စပားတောင်း100ကိုငွေကျ9သိန်းခွဲကနေ3သိန်း8000ကျပ်ကောက်ကြီးစပားတောင်း100ကို6သိန်းကနေ4သိန်း2000ကျပ်အထိဇဲနှုန်းအသီးသီးပေးပြီးတရားဝင်သတ်မှတ်ဝယ်ယူနေတာဖြစ်ပါတယ်။